စိတ်ဆိုတာအမြဲတမ်းအကောင်းနေနဲ့ကြီးတွေးနေသလားလို့ဆိုစိတ်ရဲ့သဘာဝကပပတ်တမေရမတိမနောတဲ့မကောင်းတဲ့ဘက်မှာအလွန်ပျော်မွေ့ဘာဖြစ်လို့ပျော်မွေ့တော့ဆိုစိတ်ကခေါင်ရိုးကျိုးနေတာနော်ကာမဂုဏ်အာယုန်ဒီပေါ်မှာဆိုရင်လွယ်လင့်တကူဖြစ်တယ်ဆိုပါစို့ပွဲကြည့်သွားဖို့နဲ့တရားနာဖို့ဆိုရင်ပွဲကြည့်သွားဖို့ကအလေးပါတယ်ဒါအများစုကိုပြောတာနော်အများစုကိုပြောစိတ်ဟာတခြင်းနာထောင်ဖို့နဲ့တရားနာဖို့ဆိုလို့ရှိရင်တခြင်းနာထောင်ဖို့ကရာခိုင်နှုန်းများနေမှာပဲအမြဲတမ်းလူဦးရေတွေနဲ့တွက်ကြည့်လိုက်ဘာဖြစ်လို့လဲဆိုစိတ်ဟာအပျော်ပါးဘက်ကိုအမြဲတမ်းကိုင်းညွတ်နေတယ်ဒါကိုဆိုလိုတာမြတ်စွာဘုရားကပပတ်တမေရမတိမနောစိတ်ဆိုတာမကောင်းတဲ့ဘက်မှာပျော်မွေ့နေတယ်ပျော်မွေ့တယ်ဆိုတဲ့ကစိတ်ဟာလောဘနဲ့တွဲနေတယ်ဒေါသနဲ့တွဲနေတယ်မောဟနဲ့တွဲနေတယ်မာနတွေအိတ်သားတွေမစ္စရိယတွေနဲ့တွဲဖက်နေရသူတို့နဲ့တွဲပြီးတော့နေပြီးတော့ဖြစ်တာပို့ပြီးတော့စိတ်ကလွယ်ကူးနေတာဒါကြောင့်မို့လို့ပျော်မွေ့တယ်ဆိုတာအဲ့ဒီအဓိပ္ပာယ်လေးဖော်ပြတာကောင်းတဲ့အလုပ်လုပ်ဖို့ဆိုတာကြတော့စိတ်အားကိုမနှဲတွန်းပေးရတယ်လူတိုင်းဟာနော်ကောင်းတဲ့အရာဖြစ်ဖို့စိတ်အားတွေကိုပြင်ပေးရကိုယ့်ကိုဆုံးမပေးရတယ်မိဘဆွေမျိုးတွေကဆုံးမပေးရတယ်အဲ့ဒါလို့ဆုံးမတိုက်တွန်းနိုင်မှစိတ်ကလေးဟာကောင်းတဲ့ဘက်ကိုဥလှဲ့တာအနုမုံဆိုလို့ရှိရင်မကောင်းတဲ့ဘက်ကိုဥလှဲ့တာများတယ်ဒါကြောင့်မြတ်စွာဘုရားရဲ့အဆုံးအမစိတ်ကိုပြုပြင်ထိန်းသိမ်းဖို့လိုအပ်တယ်ဆိုတာအမှန်တမ်းထင်ရှား